တမီးတို့ဒီမက်ဆုပန်ထွားရဲ့စိန်လက်စွပ်ကိုလုံးဝမခိုးခဲ့ဘူးကျွန်တော်ကိုယ်တိုင်ကိုးကကျော်နဲ့မက်ဆုပန်ထွားတို့တိုက်ရိုက်မေးပြီးသွားပြီခေါ်မှာတော့ကွာတက်တော့တောက်ရှက်မရှိတာစံနှန်းတူစင်ကြီးရဲ့နေရာမှာတော့ချက်ဆုံးကတော့ကျွန်တော်အဖေကြောင့်လည်းတင်မောသားပတ်စံနေရောချင်းမပေးပဲအကြောင်းကားရတယ်တက်တေမရှိမလေးသူခေါ်တိုင်းသူများတဲ့ကောင်လေးတခေါ်လိုက်ဆိုဆဲပြောစံနှန်းတူစင်ကြီးတာကျွန်တော်တန်ကောက်စမီလေးမှာရဲဖန်းခံရတယ်လို့ဘာပြောနေတာမှမသိအောင်ပြောလိုက်မယ်သူပဲနေနားလေအောင်မြန်မာပြည်ကလူတွေတန်းပေါင်း60မှာလူပေါင်းများစွာဒီ stage show တွေပွဲတွေဇက်ပွဲတွေကြည့်ကြပါမှာဘယ်ပွဲတစ်ခုကလူတစ်ယောက်ချင်းနဲ့အကုန်လုံးလက်ထပ်ရောက်လာလဲသူပဲတိခတ်တာလဲသူပဲဖြုတ်ပြရဲသူပဲ dancer လဲသူပဲလုပ်တာရှိသလဲပွဲတွေပဲလုပ်တယ်ဆိုတာလေသချင်းဆိုရင်ရှိတိခတ်ရှိ dancer ရှိ make up ရှိ stage manager ရှိလက်မှတ်ရောင်းပြသူရှိ security ရှိတလားလူတွေအများကြီးတန်ကောက်မှာအောက်ကလည်းမှာ3ပွဲလုပ်လာ3ပွဲလုံးပဲရဲမှမလားထပ်ပြောမယ်နော်အဲ့ရထားပြောထပ်ပြောမယ်ပြင်ပြောင်နဲ့ရဲဖန်းလို့ကြေးပါဘာပြောနေရလဲအဲ့လိုအောက်တန်းသားမှာတန်းတူစင်ပြောတိုင်းရုံနဲ့နာလက်သိန်းတော့အုံနောက်တယ်လေစောက်တန်းဟောကြနဲအောင်နေတယ်ခုသမီးဆိုကိစ္စစင်လက်ဆိုကိုမှဆိုပြီးမက်ဆူပန်လုံးနဲ့ပဲမှာဆွဲထည့်တာနော်ချစ်ချင်တော့မက်ဆူပန်လုံးနဲ့ကျွန်တော်လေးကလေခင်လာဆယ်စုနှစ်နှစ်စုလောက်ရှိပြီနှစ်20လောက်ရှိပြီသူလည်းဟိုးရင်ရုပ်ရှင်တွေကခင်လာကြားလာပြီမနစ်ကစမ်မီတင်ပါတီမှာတော့မက်ဆူပန်လုံးကကျွန်တော်လည်းသူစမ်မီတင်ပါတီ3မှာနောက်ဆုံးပွဲမှာပါဝင်ကူညီအားဖြည့်ခဲ့တာကိုနဲ့အရန်ခင်တော့ကိုယ့်ရဲ့ချစ်မကြီးဒီဘောကကျော်လို့မင်္ဂလာဆောင်တော့တယ်ကျွန်တော်ကမက်ဆူပန်လုံးမင်္ဂလာဆောင်မှာ best man လုပ်ခဲ့တာအဲ့ဒီမှာကျွန်တော်ခင်နေခုချိန်ကြီးလည်းခင်မပြတ်ဘူးအဲ့တော့ဒီလိုမျိုးရေးချလိုက်တာမှာကိုယ့်ရဲ့တဲ့ပဲမေးချရတာပေါ့ဒါပေမဲ့သူကတော့တမီးစိုးစီစင်းနဲ့စမခေါ်ပါဘူးဆိုပြီးတော့ရေးမှာပေါ့ဘာလို့ရေးရင်ဘာဖြစ်လဲသိလားတခိုးမရဲ့အောက်ဆွဲတွေကတခိုးမအဲ့ချိန်မှာဘူးပေါ်တယ်လို့ပေါ်ပြီးတော့အလိမ့်နေပေါ်စလိုက်သူစင်တာပေါ်သွားတော့မတ်တန်တို့ဝိုင်းနေကြလိမ့်မယ်ဝိုင်းကြိုက်ကြလိမ့်မယ်အများလိုပဲလေဒီလိုမျိုးလည်းလိုပဲလေမစင်တဲ့တမန်ကသမားပြောလို့ပဲစားလို့လေဒီလိုလည်းလိုက်ကြိုက်တယ်နော်ညီလေးပိုင်ကတော့လည်းလိုက်ကြိုက်တယ်တမန်တို့ထောင်ကျလာပြီးတော့သူ့ဘဝ normalize နေနေတဲ့ဟာကိုအားလုံးဝိုင်းပြီး normalize လုပ်လို့ပါဆိုပြီးတော့တခိုးမဦးစားပြီးတော့သူ့ရဲ့အောက်ဆွဲနဲ့ဝိုင်းကြိုက်တယ်ညီလေးပိုင်ကတော့မစွာတဲ့အတွက်ပို့လို့စွာသေးလားမဟုတ်ဘူးသူကရင်ကြီးရိုးသားသူ့မိဘကိုရှာကျွေးနေတယ်တကယ်ကိုမိကောင်းဖာရင်သားသမီးလေးဆိုတော့သူကဘာမှမပြောတော့သူကလိုက်တယ်ခံလိုက်ရကိုနဲ့ကမရအောင်မလေးဒီအောက်တန်းသားမှာကိုကတဲ့လူမှာဒီတောင်မလေးဇလန်းတို့နီးပေါင်းဆောင်စင်ရတာအဲ့ကြောင့်ခုထိကြုံနေကြတော့လားတလုံးစင်ရတာလေကျွန်တော်ဖေကိစ္စဆိုလဲအရှိမပြောပြီးသွားပြီအောက်ကမဲပါလို့သိအဖေရောအမေရောကပြည့်စုံတဲ့မိသားစုတွေကျွန်တော်မွေးတဲ့ပပချင်းပြန်လာတာကျွန်တော်ကလေးဘွားတွေကနိုင်ငံခြားကဘာတက်နေပြီနေမေအဲ့လိုမိဘရှိလို့လားဒီတကူမှတော့ပါအောင်နင့်ကိုနင့်မိဘကဘယ်နိုင်ငံသားခီးကိုပို့ခဲ့ကြတာရှိအရန်ချမ်းသာပါတော့နင့်ဖေပဲဘွားလာတော့ဘယ်လောက်တိုင်လို့တလေချပြရတာသူတွေရဆောင်တယ်လို့မလုပ်တယ်နော်အမေရိကန်ရောက်တော့ဒါပဲတမိသားစုကြောင့်ဘယ်မှတရားဝင်လုပ်ခဲ့ခြင်းမရှိဘူး ING.IUS.com မှာ official background check မှာရှာကြည့်လိုက်ရှင်းဘယ်မှတရားဝင်လုပ်ခဲ့ခြင်းရှိပဲဘယ်ဝင်နေတဲ့စားပဲဘယ်ဝင်နေအိမ်လာတာပြီးလေအင်္ဂလိပ်စီးပွားရေးမပွင့်ခင်ကတည်းကအလိမ်ရတန်းပေါ်နေပြီဒီကောင်မလေးနေပေါင်းစုံနေတာတနတ်မိန်နာကအခုအချိန်ကြီးအုံနောက်ရှစ်ပြဥပ္ပမမင်းမတရားတက်ခဲ့တယ်ရှင်ဟုတ်လားငါတက်ခဲ့တယ်ကိုတခိုးပေါ်နေနော်တော်လေရုပ်နောက်မင်းတို့ပတ်သေးတယ်စာကြီးစားကြလောင်ကြောင်းနေဒီကောင်မတစ်ချက်လုံးအဝေးကနေလေမလေးစားပါကျွန်တော်တွန်းလာခဲ့ပါရောက်တာဖေတော့ဒီလိုက်ကောင်မလေးမလေးငါလာနေအမေရိကန်ရောက်လာလေထိတ်တောက်ကဒေးလာသူတရားဒေးလာတော့တမိသားစုလုံးလင်းနေတော့ဗမာကပြောကြည့်တယ်မရဘူးကပါခေါ်ခဲ့တယ်ကောင်မအင်္ဂလိပ်မှာမတက်တာဒီရောက်ပြီဟိုဘုံမပြောကြည့်စားတဲ့ဘဝမဟုတ်ဘူးလေတလုံးနဲ့ဘုံမပြောကြည့်စားတဲ့ဘဝလည်းမဟုတ်တော့မရှိမဲ့ဗမာကပြောကြည့်မရအောင်ခေါ်လာအမေရိကန်သူကတလုံးအာအီဦးနဲ့ပြီးမဲ့ကောင်မတမိသားစုတော့လေ ABC ကမှတက်တဲ့ဘဝတွေမဟုတ်သူမိဘရတယ်လေအမေရိကန်လာမှတေးနေမှာစီးပွေးဘဝတွေလေစောက်ကြီးစောက်ကျင်တယ်လေကုန်ရတာဇက်တေကုန်စားဆက်ဆက်ကလည်းတက်မှာမရှိတော့သူကလည်းကိုလေအမျိုးကလည်းအဆင်မရှိရပါဘူးအဆင်မရှိပြောအောင်ဒီဘဝပြောလာအောင်နေပါဗျာလားလေမရှိလေကိုစင်ကသူ့ laptop interview လေးခေါ်မေးပါတယ် interview နှစ်ပိုင်းပထမတစ်ပိုင်းနဲ့ပြောမြန်မာပြည်လူတွေကဝိုင်းတယ်လို့ဒီလိုတခိုးမှဒါတော့မှရိုင်းနေအဲ့တော့ရိုင်းတာအဲ့တော့မခိုးသေးဘူးကိုလေတန်ငေးလောက်ရောက်တယ်အမေစပယ်ကခိုးပြီးအဲ့အချိန်တည်းကတောက်လျှောက်ဆဲနေတော့ဒီကောင်မကိုသူ့ရဲ့ interview ကို view ကောင်းလားပြကောင်းဆိုနောက်တဲ့ဒုတိယပိုင်းကိုမလွှင့်ပါနဲ့ဆိုရင်အားလုံးကဝိုင်းဆဲလို့ဒုတိယပိုင်းကမှကျင်ညာပြီးတော့မလွှင့်တော့ဘူး melody ရဲ့ interview တက်ချသွားတခိုးမှလေပုံစံပြ TV channel လမ်းသေးတာနော်တောက်ရှက်ပဲအဲ့လိုခါမှလည်းသူ့ကိုယ်သူစဉ်းစားနေကြရတာအခုလည်းမပြောမယ် FBI ကိုလည်းသူကအဲ့ဒီတော့3နှစ်ရောက်ပြီးတော့ FBI ရဲ့သူတွေလည်းခြေထောက်ချိန်ပြောခဲ့တာပါမလို့3နှစ်လောက်ကြာတယ်ညောင်းလာလားသူပြောသူကပေါ့တကောပြောတကောရောစောက်ပြီးပတ်သက်ပေါ်ရောအမေကြီးလိုက်ရောက်ကွယ်အဲ့ပို့ဖတ်ပြောလေဟဲ့သူကလေဖြင်းချမ်းတာလေညီမပြတ်တော့လားမပေးနေသူ follower ရဟာငါဆို FBI ညတော့မလို့ဒီလိုမျိုးချင်းပြီးပြောတော့မလို့ CIA နဲ့သူက best friend တွေမထင်နေရလားတောင်ယူရေးဟေးနည်းနည်းပါးလေးအမေရိကန်လူတွေအကြောင်းလေးလေးလာပါအောင်အမေရိကန်လူတွေကမသိတယ်အမေရိကန်မှာရဲဟော FBI ဘယ်သူကမှလည်းထုံးမရအောင်နော်ဘယ်သူကမှလည်းထုံးမရအောင်ပြီးတော့ FBI ကျွန်တော်ပြောလေရဲစခန်းမှာကျွန်တော်ဒီတခုံးမအောင်သွားပြော case သွားဖွင့်တော့ဆိုရင်ရဲစခန်းရောက်တယ်ပါကစ္စတန်လာလေ ID ပေးရတယ် ID ပေးပြီးတော့ဘာဖြစ်တယ်လဲတန်းစီနေအကုန်ချရချရပြီးတော့โอเคဒီတယောက်ဒီကျွန်တော်ဖုန်းနဲ့ဆက်ပြီး harass လုပ်နေပါတယ်သူကဒီဖုန်းဆက်တာမကရင်စိတ်ခွမ်းမကရင်စောင့်ကြည့်နေလေလုံးသွားနေတာသူကကျွန်တော်ဆက်ထားတဲ့ဖုန်းနံပါတ်ကြည့်လို့ကျွန်တော်ရဲစခန်းမှာအမှုပဲဖွင့်လိုက်ပြီလဲဆိုတော့အဲ့နံပါတ်ပိတ်ပြေးတာမလေးနံပါတ်ချင်းကြည့်အောင်ဒီလေဒီဟိုအဲ့ဒီ live နဲ့ဆက်တာမမီလားအဲ့တော့ကျွန်တော်သူ့နံပါတ်လည်းမသိတယ်တယ်လီဖုန်းရလို့ပေါ့ကျွန်တော်စီမှာတယ်လီဖုန်းရလို့ပဲပေါ့သူ့နံပါတ်လည်းမသိဘူးကျွန်တော်အဲ့တော့ဖုန်းအဲ့ကတည်းက silent သူ့ဆက်နေမှလည်းမသိဘူးကိုကလောင်ပြီးလုံနေတာကျွန်တော်ဟာပြပြနော်လောင်ပြီးလုံနေတာပြီးတော့မှသူစက်နေမှသိတယ်ဒါပေမဲ့ကိုကတော့စက်နေမှာဒီဖုန်းတွေမတင်ခိုင်းတော့ရဲစက်ပါပြန်မှုဖွင့်ချလိုက်တော့အဲ့ဖုန်းနံပါတ်ကိုပိတ်ပေးတာရဲစက်ကမှအမှုဖွင့်ခံမှာကြောက်လို့ပိတ်ပေးရတယ်ဒီတခုမှပြလိုက်တော့နှစ်ပတ်သုံးပတ်လောက်နေတော့နောက်တစ်ခါထပ်ဆက်တယ်ကယ်လီဖိုးနီးယားဖုန်းနဲ့အဲ့ဖုန်းနံပါတ်ကိုကျွန်တော်မကင်လိုက်ဘူးဒီနံပါတ်ကဘာတူလဲဆိုတော့ကျွန်တော်ဖုန်းကနံပါတ်တွေကိုဆက်ဆက်လို့ရတယ်ဒါအမေရိကန်တော့အရာလည်းအကုန်လုံးဒီ public record ချလို့ရတယ်ဒီဖုန်းနံပါတ်အရှင်သူလည်းကျွန်တော်ဆက်ပြီးတော့ website မှာရှာကြည့်တော့ဒီတခုမှလည်းဆောက်ချတာသူကဖုန်းနံပါတ်နောက်တစ်လုံးနဲ့ဆက်ဆက်တာအဲ့ဒါကိုကျွန်တော် post ဆက်တင်ပြီးတော့ရဲစက်ကထပ်တယ်ပဲအဲ့နံပါတ်ကတိတ်ပြေးတာ
အခုလည်းချမ်းနိုင်ဒီနိုင်2024 2023 2020အခွန်ဆောင်လာတာချပြားလို့ပြောတာဟုတ်အတန်ထွက်လာဘူးသူ့ရဲ့လိမ်မှုခိုးမှုတွေဝင်းဝင်းပေါ်မှာသူ့ရဲ့ချမ်းနိုင်ဒီနိုင်အခွန်အစိုးရဘယ်တော့ပေးခဲ့တယ်လဲဆိုတာပြရင်ပြစမ်းပြရင်ပြလိုက်စမ်းတောင်မလုံးဆိုခေါင်းဆောင်နေတဲ့အတန်တိတ်နေတဲ့တရားကိုအာယုံလွှဲတော့တခြားလူပြောင်းဆဲပြမယ်သူ့ကိုခိုးမှုတွေတိုက်ရိုက်နေတဲ့ညဘက်စိတ်မှန်လုံးအင်းချင်းကိုကိစ္စအဆဆုံးပြန်ပြောမှာနော်အဆဆုံးပြန်ပြောမှာအဲ့ဒါတွေပြောနေဆိုရင်သူကအာယုံတွေလွှဲပြီးတော့ EPC ကိစ္စရဲ့အလိမ်ပေါ်ရမှာအာယုံတွေလွှဲပြီးတော့မေးဖြစ်ပြီးဆိုတော့တောင်မဝင်ထိုင်ချတာသူဒီကိစ္စတွေမှာလည်းချမ်းနိုင်ဒီနိုင်အခွန်ဆောင်ထားတာ2024ဟာသူကိုယ်ချပြရင်ပြလိုက်စမ်းပြလိုက်လည်းအလိမ်တန်းပေါ့ပြီသူကလေဘယ်လိုမှမလုပ်ဘူးအများကြီးဆောင်လာမလုပ်ဘူးနည်းနည်းလေးဆောင်လာမလုပ်ဘူးဒီကောင်မနေပေါင်းစုံလိန်တာမားဆိုးရဲ့သမီးဆိုးရဲ့စိန်လက်စုပ်ကိစ္စဆိုလဲအဲ့လိုပဲနော်နေပေါင်းစုံလိန်တဲ့ဇလန်သူစင်ရှိတာသူတယောက်ရဲ့ personal ကိုလိုက်တိုက်ခိုက်တာပုတ်ဝေးလိုက်ခဲ့တဲ့လက်ကိုကြည့်တယ်မှာရိုက်ရုပ်မှာပတ်ဆက်တဲ့အောက်တန်းသားမင်းတွေရောပြီးဖြတ်ပြီးတော့လူမပြတာအတက်တွေဘဝတွေကိုခြာနေဖြက်စီးပြတဲ့သူ့ရဲ့မိသားစုကောင်တိုင်းသူ့ဘာသာကောင်တိုင်းလောက်စားရတဲ့မင်းတွေရောတော်လိုင်းလည်းမဆိုင်ဘူးနော်ခင်ဗျားကတော်လိုင်းကြလားမလားချင်းလေနော်ငါကိစ္စမဟုတ်ဘူးဒီတခိုးမတော်လိုင်းဘက်ကလောက်စားတာဒီတော်လိုင်းရပြီးလေဘာဖြစ်နေပါရဖြစ်နေပါရာရုပ်ပြပြီးတော့ဒီတခိုးမကပတ်ဆက်တွေကောက်ခံပြီးတော့ပတ်ဆက်တွေကဘယ်ရောက်ပါခင်ဗျားမြင်ရလားမြင်ရသလားသူ့လက်ထဲပတ်ဆက်ရောက်ပြီးဆိုရင်စီးပွားရေးစုပ်ကောင်ပြသူ့ဆိုင်ရေးချတယ်ဘူးမမြင်အောင်ဘယ်သူမှလည်းလာနေဘူးဒါပေမဲ့ရောင်းရအောင်ကိစ္စမရှိဘူးပတ်ဆက်တွေသူ့လက်ထဲမှာလူကငွေရှိပြီးဖြစ်တဲ့အတွက်သူဒီ online စိတ်ပဲဆောက်လုပ်ပြမယ်သူဆိုင်ဘယ်လောက်ရောင်းရပါညာဆိုတော့ဘယ်သူမှမသိလိုက်တဲ့ခါမလွယ်ဘူးသူဆိုင်ရဲ့စိတ်တို့စီကားနေရတဲ့ခါမှမရှိဘူးno မရှိဘူးတမင်ဝင်မဲ့ဝင်ပြဝင်တာဖြစ်တဲ့အတွက်သူကဒီပေါင်းစုံနဲ့ဒီပတ်ဆက်တွေသူပတ်ဆက်ကျုံအတွက်ကလပန်ထိုးတာလေလေးနေတော့ကလပန်ထိုးခဲ့တာခေါ်ခဲ့တဲ့ဝင်တန်းနဲ့ချီအိမ်ကလည်းကြီးဆေးပြီးသွားပြီနော်စာကြောက်ကလည်းတမင်ကိုဇလန်တုစင်ပြီးတော့အတူရဲ့ Photoshop တွေတက်လို့လို့စားလိုက်တော့တောက်လျှောက်လိုက်လားခုလည်းအပြာကိုစစ်နေနေမှာပေါ့အဲ့ဒါကြောင့်မလို့သူ criminal defense lawyer သူကဈေးချိပေးပြီးငေါင်းနေတာပေါ့ lawyer ရှင်းနေဘယ်လိုမျိုးရှင်းကျွန်တော်ပြောပြပါပြီနော်သူငါက criminal defense lawyer လို့ခေါ်တယ်ခင်ဗျ criminal case ကိုကိုင်းတာဒီလိုကောင်းမှမျိုးဒီ criminal case တွေမှာဝင်သွားတယ်တော်တော်လုံးစစ်တယ်စင်မဖြစ်တော့ American နိုင်ငံသားမဖြစ်တော့ဘူးပြီးတော့ဒီအမှုအရန်ကြီးတယ်အမှုအရန်ကြီးအိတ်တာတက်လာပဲအခုပြောချင်တာသမီးစိုးဒီမက်ဆူပဲနော်စီလက်ဆိုလုံးဝမခိုးခဲ့ဘူးတိကျတိုင်းမိလိုက်ပါသူတို့ကဝင်ပါမှာမဟုတ်ဘူးသူတို့အေးစေးနေတာသူတို့နဲ့လည်းမဆိုင်ဘူးသူတို့ကအေးချမ်းချမ်းနေနေတာသူကောင်းမှတက်တောင်းသွားပြီသူနာမည်နဲ့ကုန်သိခါတိုင်းပြည်ကိုဖျက်ပြတဲ့ကောင်မှမြန်မာနိုင်ငံကြီးတွေပျော်ရင်ပျော်လို့ပါတီသွားရတော့လိုက်ပြတဲ့ကောင်မှအခုသူ့ဘဝလေပါတီသွားတဲ့ပုံတင်ရဲ့အကုန်ဝင်လေလားဝစ်ကြီးဝင်နေရလေနောက်ဘဝမခိုးဘူးသွားပြီသူ့ရဲ့နာမည်ကလေတက်ဆာသွားပြီနော်တော်နေအောင်သူကစကားသားစေးစေးပဲဘယ်လိုလဲဆိုသူ့ရဲ့ကုန်သိခါတဲ့နာမည်နဲ့တိုင်းပြည်ကလူပေါင်းများစွာရဲ့အသက်တွေဘဝတွေပျက်စီးချနေလူသက်တွေများစွာတိတ်တိတ်ပြီးတော့ခွတ်တာပြီးဒီနီးနဲ့ချမ်းသာအောင်လုပ်တယ်ဒီလိုအောက်တန်းသားမင်းမယုံနဲ့သူ့အပေါင်းပတ်တိုင်းသူနဲ့သူပေါင်းဖက်နေကြအခုချိန်ထိသူ့ကိုမဟာသိန်းလို့နေကြလူပြရှင်အားလုံးဘယ်သူလဲအားလုံးမှတ်တာပါနော်ဒါတော့နေသူနဲ့သူဘယ်သူတွဲတင်တယ်အကောက်မှတ်တာအကုန်တခိုးအုပ်စုတွေပဲတခိုးအုပ်စုတွေပဲတကောင်မရဲ့နာမည်နဲ့ကုန်တင်သွားပြီတက်တော့သွားပြီခင်ဗျအောက်ကမြောက်လိုက်တဲ့ခါကျငါကြောက်နေရပြီငါကြောက်ဘူးငါသိနေဘူးငါလေတိုင်းဖြစ်နေမှာမဟုတ်ဘူးဒီလိုချွေးနေတာငါကိုမနေဘူးနော်ရှင်းနေနော်အောက်ကမြောက်ကလေဂေးနေတာကလည်းဘယ်သူဦးတယောက်မှထိခိုက်ဖြစ်စီနေတာပေါ့ငါဘွားနေငါခန္ဓာကိုယ်နဲ့ငါလက်ချင်တာလို့ဖြစ်ဘယ်သူမှမထိခိုက်နေပြီးတော့ရှင်းရှင်းလေးငါမယုံပါဘူးငါမကောက်တည်ဘူးငါမိမတက်တက်ခဲ့မှာငါတိုင်းပြည်ဖြစ်စီတဲ့ကောင်မရဲ့အမှန်တရားတွေပြီးတော့အားလုံးပြပေါ်ထုတ်ပေးနေအဲ့လိုပဲကိုလို့တခြားလူတွေအားလုံးကိုလည်းဆယ်လီဆယ်တက်စစ်လာငါလုပ်ပေးမယ်ကြည့်တယ်တခြားလူတွေလည်းတာမန်ညသရလေးတွေရောတာကင်ရောလူစကြောက်လာလာပြီးသတင်းနေကြသူတို့တွေလည်းတခိုးမအကြောင်းတွေအမှန်တရားတွေတိုင်းနဲ့ချီလူတွေမသိရရှိအဲ့ဒါအကုန်လုံးပေါ်ထုတ်ပေးမယ်ဒီတခိုးမလေဒီချက်ပုံကြီးဆက်လိမ့်ကိုမစင်ပါတယ်နောက်ထပ်